အိုးမပိုင်အိမ်မပိုင်သူများမကြာခဏပြောင်းရွှေ့ကြသည်ကိုတွေ့ပူပါတယ်။သူတို့၏လိုအပ်သောမလိုအပ်သောပစ္စည်းတွေကပို့ဆောင်တဲ့ယူရသည်မှာဝင်ထုတ်ဝင်ပို့ဖြစ်စေပါတယ်။ခေတ်သစ်လူနေမှုပုံစံကမရှိမဖြစ်ပစ္စည်းတွေပိုများလာတယ်။ TV ပန်ကားရေခဲသစ်တာစပွဲကလတ်ထိုင်းစက်တီအစုံစသည်တို့ကပိုပြီးနေရာယူလာသည့်လူပောင်ဖွဲ့စည်းဖြစ်လာပါတယ်။ထိုပစ္စည်းများကိုနေရာချရင်လူတွေကကျင်းမြောင်းစွာနေထိုင်ခြင်းကိုအသားကျလာကြတယ်။ရုပ်ဝတ္ထုပစ္စည်းကိုလူထက်ဦးစားပေးလာသဖြင့်အိမ်တစ်လုံးထဲတွင်ပစ္စည်းတွေကတောင်လိုပုံလာပါတယ်။လူတွေအတွက်နေရာလွတ်ကနေပြီးပစ္စည်းအတွက်နေရာလွတ်ပေါင်းများစွာစီစဉ်ထားရသောအိမ်ထဲတွင်လူတွေရဲ့ဘဝမှာမွန်းကျက်ပြီးရင်မွန်းကျက်လာကြရတယ်။